ဒါကြောင့်ညီကိုတို့ကိုလေကျွန်တော်ခွန်အားပေးမှတိုက်တွန်းချင်တာတခုရှိတယ်ဒါကဘာလဲဆိုရင်ကျွန်တော်တက်တာမှာဆိုရင်လဲမတ်တဲ6:33နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာလောနောက်မှထိုအရာများကိုထိုက်၍ပေးတော်မူလက်တန့်ဆိုတာကျွန်တော်တက်တာထဲမှာမရှိခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကလေဘာကြိုးစားလုပ်သမျှအရာမထင်ဘူးဟိုးဆုံးရှုံးခြင်းလမ်းပဲတွားတယ်ကျွန်တော်ဘာပြောချင်တာလဲဆိုရင်ညီကိုတို့တည်ပြီးတဲ့လူဆိုတော့ကြော်တော့ပေါ့ဗျာဖျားခင်ကူတာနံပါတ်1နေရာမှာထားတကယ်ပဲအတိတရားနဲ့မရဘူးနော်ညီကိုတို့တကယ်ပဲလက်တွေ့ရှောက်လန်းကြည့်တကယ်ပဲမိစမ်းကြည့်ထူးခြားတယ်နော်ညီကိုတို့တကယ်ပါ